ဒီနေ့တော့မုံညက်တခဲတဲ့နဲ့အရသာနဲ့မျိုးရမယ်အေးစစ်ညံ့ညော်တဲ့ cheese ပေါင်မုံလေးတွေလွတ်ပြသွားပါမယ်ပထမဆုံးမုံညက်နယ်ကြမယ်ထောပတ်နဲ့စားလွဲပြီးကျန်တဲ့ပါဝင်ပစ္စည်းတွေအကုန်လုံးကိုဆက်ထဲထည့်ပြီးတမအောင်နေပါမယ်ပြီးမှထောပတ်နဲ့စားကိုထပ်ထည့်ပြီးအမီးပါလေးဖြစ်လာတဲ့အထိဆက်နေပေးပါမုံညက်အပူချိန်28ဒီဂရီထဲမကျော်စီပဲပထမတစ်ချိန်အချင်းဖောက်ထားလိုက်ပါမယ်မုံပေါ်လာဖို့စောင့်နေတော့အစားသွတ်ဖို့ပြင်ဆင်ကြမယ် cream cheese ရဲ့တကြားမှုရဲ့စားရဲ့ကိုတမအောင်မွေပြီးနှစ်ပွဲခွဲလိုက်ပါမယ်တစ်ပွဲမှာမချမှုနဲ့ပဲနီလေးတွေထည့်မယ်နောက်တစ်ပွဲမှာတော့ရှားဆောင်သေးမှုနဲ့ strawberry တီး6လေးတွေထည့်မွေပြီးညှစ်လို့ရအောင် plastic အိတ်လေးတွေထည့်ထားလိုက်ပါပွာလာတဲ့မုံညက်ကို6ပုံအညီအမျှခွဲပြီး20မိနစ်လောက်နှက်ထားပါမယ်အပေါ်ကနေဖြူမယ် crumble အကျွတ်လေးအတွက်ပါဝင်ပစ္စည်းတွေကိုအခုလိုမျိုးအလွယ်တကူချီလို့ရတဲ့အနေထားရောက်အောင်နေပေးပါသူ့ကိုလည်းနှစ်ပုံခွဲပြီးအယောင်လေးတွေထည့်ပေးလိုက်ပါနှစ်ထားတဲ့မုံညက်ကိုစတိုးခံပုံလေးဖြစ်အောင်လွှင့်ပြီးခုနက cheese အစားလေးတွေ60 gram စီထည့်ပါမယ်ပြီးရင်လုံးအောင်ပိတ်ပြီးဒိုနတ်ပုံစံလေးဖြစ်အောင်အဝိုင်လေးခွေလိုက်ပါမယ်အပေါ်ကနေရေလေးနည်းနည်းဖရန်ပြီးစောစောကအယောင်လက်လ crumble အမုံလေးတွေကတ်ပေးလိုက်ပါဒုတိယအချိန်ထပ်ပြီးအချင်းဖောက်ပါမယ်အဲ့ဒီအချိန်လေးမှာအပေါ်ကနေဆင်ရင်ဖို့အလှဆင်မုံလေးလေးလှုပ်ထားကြမယ်မုံလေးတွေပွာလာပြီဆိုရင်တော့အပေါ်ကနေပန်းပွင့်ပုံစံလေးတွေဆွဲပေးလိုက်ပါမယ်ကဲမီးဖို့ထဲဖုတ်လို့ရပါပြီအယောင်သိမရင်သွားအောင်နောက်ဆုံး10မိနစ်မှာခဲပတ်လေးအုပ်ထုမမေ့နဲ့နော်လက်ဆက်တဲ့ strawberry ရဲ့ဒိန်းချင်းရည်သုံးပြီးရေခဲမုံလေးပါလုပ်လိုက်အောင်မယ်အခုလို strawberry နဲ့ဒိန်းချင်းလေးကရေခဲမုံလေးဖြစ်ပြောင်းသွားတာကိုကြည်ရတာအញ្ញံကိုစိတ်ကြည်လို့ဟောကောင်းတာပဲအပြင်ကဝယ်စားတဲ့ရေခဲမုံတွေထည့်စားရင်ကိုယ်တိုင်လုပ်တာကပိုပြီးလုံခြုံစိတ်ချရတယ်လေဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲကိုယ်တိုင်ကိုယ်ချကျေနပ်စရာပေါင်မုံလေးတွေအိမ်မှာစမ်းလုပ်စားကြည့်ကြပါနော်